ပထမဆုံးဆရာကရခင်ဘက်ကသင်ကြားခဲ့တဲ့ဝိညာဉ်အသီးများကိုကလေးများအားပြန်နှွှေးစေပြီးချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းအသီးသုံးမျိုးမှမိမိတို့အသက်တာအတွေ့အကြုံတွေကိုသက်သေခံစေပါအခုဘက်မှာတော့ကျန်တဲ့အသီးများထဲမှာနောက်၃မျိုးဖြစ်တဲ့စိတ်ရှည်ခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းများကိုသင်ကြားရမှာဖြစ်ပြီးဆရာကလက်မှုဆက်ဝိုင်းပုံလေးကိုပြုလုပ်ပြီးကလေးများအားရှင်းပြပေးရပါမယ်ဝိညာဉ်အသီးများသီးလာတဲ့အခါအသက်တာမှာတိမခံနိုင်ခြင်းကျေးဇူးမပြုနိုင်ခြင်းနဲ့ဆိုးရုပ်ခြင်းများတစ်ဖြည်းဖြည်းလျော့နည်းသွားပါမယ်ဆိုတဲ့အကြောင်းကိုပုံနဲ့တကွကလေးများကိုရှင်းပြပေးပါပြီးသွားတဲ့အခါမှာတော့ကလေးများရဲ့အသက်တာမှာဝိညာဉ်အသီးသီးခြင်းဟာအရေးကြီးတဲ့အကြောင်းနဲ့အသက်တာထဲမှာဝိညာဉ်ရှင်သန်ကြီးထွားလာတဲ့အမျှဆိုးရုပ်ခြင်းမကောင်းမှုများလျော့နည်းသွားပါလိမ့်မယ်ဆိုတဲ့အကြောင်းပြောပြပါနောက်ဘက်တွေမှာချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းနဲ့ပတ်သက်တဲ့ခံစားရတဲ့အတွေ့အကြုံတွေကိုမေးမှဖြစ်တဲ့အကြောင်းနဲ့ကလေးတွေကိုဝိညာဉ်အသီးပြုလုပ်နည်းများရှင်းပြပြီးလက်မှုကတ်တွေဝေပေးပါ